ဘာလို့တောင်ဦးနိုင်နေ လက်ပတ်ပါနဲ့တော့ ကိုတင်တော့လာလား ကိုထိုင်ထဲမှာ တင်နေမှာလည်းလည်းတတ်တယ်မင်းမ ကိုနေမနေမင်းရောမင်းရောမမေ ခဏပြောညို့ခဏပြော မမေခဏနေ ခဏဟုတ်ကဲ့သွားမ မမေခဏနေရော မိခွန်းလာမိခွန်းလာ ဟုတ်ကဲ့သွားခဏဟုတ်ကဲ့သွား အမေလားမင်းရော ငါထမိန်နာပို့စားပြီးတော့ခွေးလောင်းစားအချိန်တိတ်ရှိနေ ဒါပြန်တော့ ခွေးလောင်းစားငါထမိန်နာပို့စားတဲ့အခါမမေအဲ့ဒီစီကိုပို့နေခါတယ်မောက်ထောက်တယ်ခါတယ်မောက်ထောက်တယ်ငါဒီစီကိုပို့ပြီးတော့ မဟိုစားနော်မဟုတ်ဘူးတော့မရဘူးနော် ဖုန်းပေးလို့မရဘူး ပြီးလို့မရ ဖုန်းပေးလို့မရဘူး ဖုန်းကဒါဟိုကရိုက်ခိုင်းတာ ခိုင်းခိုင်းတာလည်းပြီးတာ ရိုက်ခိုင်းတာတွေ့လား လောလောဘာလဲမင်းတို့ပစ္စည်းတွေယူပြီးတော့ကြောက်လို့ပြီးတော့ထွက်မှာနော် ဘာမှလားတော်ကိုတက်တည်ရင်တောင်းတာငါရှာကျွေးရသေးလားနင်းလိုအကောင်မျိုးရှာကျွေးတဲ့ဟာငါစားတော့မဟုတ်ဘူးထမိန်နာခုစားတဲ့အကောင်ဒီထက်ကငါပစ္စည်းတွေခိုးပြီးဖာတယ်မဟုတ်ပေးသေးတာငါပစ္စည်းတွေခိုးပေးတာ ကိုလိုကားနဲ့တရားတော့ခေါ်တယ် ကလေးမကြီးပေါ်နေ ငေါ့လေကျွန်တော်တရား ဟောတယ်ပြောခေါ် ဒီသားလေးကောင်း အိမ်ကမီအဲကိုမီရမြင့်သက်တော့မခံနိုင်ခိုးပေးတာအကုန်လုံးကုန်ခိုးရောင်တဲ့အကောင်ငါပစ္စည်းတွေ တောင်းဟိုဦးကြီးနဲ့တက်တယ်အကြည့်ကြည့်နဲ့လိုက်ပါရင်ဟိုဒီလိုကားနဲ့ ဘာလို့တောင်ဦးနိုင်နေ လက်ပတ်ပါနဲ့တော့ ပါတယ်ပါတော့ဘာလို့ခင်းလဲတော့ဘာလို့ခင်းလဲငါလည်းလက်မပါနဲ့တောင်နဲ့ဘာလို့ခင်းလဲငါညို့ငါတန်တယ်မပြောခဲ့ဘူးလားငါဥပဒေနဲ့နင်းကိုလောက်မှလို့ပြောရနော်ကမဖာဆန်ဆန်ငါ့ကိုဆက်ဆက်နေပြီလားမတော်ပြီသိလားလက်မပါနဲ့တော့ဖာတယ်မ